ဒါနကောင်းမှုတောင်းစုရှစ်ဖြာအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုပြုကတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယကာလံကရွန်တောအတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကာရုဏိကတတတ္တယောနာထောဝိနေယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်အသင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွတိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်္ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေနဲ့အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနိဆွန်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်အမှုတို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြုတ်ကုတ်အထုတော်မူရသည်ဖြစ်ပြီးခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍကျိန်ခံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဒါနကောင်းမှုတောင်းစုရှစ်ဖြာကုသိုလ်ကောင်းမှုထဲမှာဘုရားမြတ်စွာလောင်းလျာဒါနပါရမီကိုအစအဆုံးနောက်ဆုံးဘဝရောက်တည်ဖြစ်အောင်ဖြစ်ကျင့်သွားတာဖြစ်တော့ဒါနပါရမီဟာအတ္တမအရေးပါတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တယ်လို့ဒါကြောင့်မို့ဒီကနေ့ဓမ္မပါဠိနန်းရှိလူငယ်ဓမ္မပါဠိသွေးလူအသိရဲ့ဓမ္မသဘင်မှာဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့ဝိတ္တန္တရာမင်းကြီးတောင်းဆိုခဲ့တဲ့ဆုရှိပါအကြောင်းဝိတ္တန္တရာဇတ်တော်တွေကထုတ်နှုတ်ပြီးတော့ဟောကြားဖို့ပါဒါနဆိုတာပါရမီ7ပါးထဲမှာအဥအစဖြစ်လို့သူမိရာယသိဘဝနိယတပြရိပန်းဆင်မြန်းတဲ့အချိန်ကစပြီးတော့ဘုရားလောင်းတော်ဟာဘဝတိုင်းလို့ဒါနကောင်းမှုတွေပြုလုပ်ခဲ့တယ်အဆင့်30နဲ့ပြုလုပ်ခဲ့တယ်ဒီနေ့ပိုင်ဆိုင်တဲ့ပြင်ပပစ္စည်းများကိုလှူဒန်းခြင်းလို့ဆိုတဲ့ဒါနပါရမီမိမိခန္ဓာအတွင်းမှာရှိတဲ့အင်္ဂါခြေလက်တို့သွေးသားတို့ကိုလှူဒန်းခြင်းလို့ဆိုတဲ့ဒါနဥပပါရမီမိမိအသက်ကိုပင်ဆွန့်လှူခြင်းလို့ဆိုတဲ့ဒါနပရမတ္ထပါရမီပါရမီအစဉ်စဉ်ဖြစ်ကျင့်ပြီးတော့
လောဘတွေနည်းနိုင်တယ်မြတ်နည်းအောင်ဖရာအလောင်းတော်ပါရမီဖြည့်ဖို့နောက်ဆုံးဘဝရောက်တဲ့ဝိတ္တန္တရာမင်းလက်ထက်မှာအလူရဲမင်းဝိတ္တန်လို့မြန်မာတွေဆိုရပြုသည့်အတိုင်းပဲဝိတ္တန္တရာမင်းလက်ထက်ကြတဲ့အခါလှူလိုက်တန်းလိုက်တာအင်တမကြီးမားတဲ့အလှူဒါနကြီးတွေတက်ဆွတ်ကြိုးပမ်းလုပ်ကင်ဆောင်ရွက်သွားတာပေါ့ဒါကြောင့်မို့ဒါနကောင်းမှုဆိုတာပြုသင့်ပြုတတ်ရုံမကဘုရားဖြစ်တို့ရောက်ခြင်းနဲ့ပါရမီရှင်တွေဟာဒါနကောင်းမှုကိုမလွဲမသွေဖြစ်ခြင်းကြရဖြစ်တယ်ပေါ့အဲ့ဒီဒါနကောင်းမှုဟာမပြုရဘူးလို့မပြောသင့်တဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲရှေးတုန်းကမြန်မာပြည်မှာဒါနဟာတန်တရားရှိတယ်ဆိုပြီးတော့ဟောခဲ့ပြောခဲ့တာတွေကြားခဲ့ဘူးလို့ပေါ့နောက်ပိုင်းတော့ထိုခေတ်ကဓမ္မဂတိကဆရာတော်ဘုရားကြီးတွေကရှင်းလင်းပြီးတော့ဟောကြားတယ်တန်တရားရှိတာဒါနကြောင့်မဟုတ်ဘူးတဏှာလောဘကြောင့်သာတန်တရားရှိတယ်ဒါနကောင်းမှုကြောင့်တန်တရားရှိเสียမရှိဘူးတဲ့တန်တရားရှိနေတာမိမိရဲ့ဆန္ဒကြောင့်ဖြစ်နေတာဒါနကောင်းမှုကတော့အခြေအနေတစ်ခုကိုဖန်တီးပေးတယ်ကောင်းမြတ်တဲ့အခြေအနေတစ်ခုကိုဒါနကဖန်တီးပေးတယ်ဘယ်လိုဖန်တီးပေးတော့ဆိုတော့ဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကိုတရားဓမ္မနာယူခွင့်ရတဲ့ဘဝမျိုးအသိဉာဏ်ရှိတဲ့ဘဝမျိုးပို့ဆောင်ပေးတာဒါနကောင်းမှုအခြေခံပေါ်မူတည်ပြီးတော့ကုသကံကောင်းကြတဲ့ပုဂ္ဂိုလ်တွေဖျားပွင့်တဲ့အချိန်ခါနဲ့ကိုက်ညီပြီးတော့ရသော်ဘုရားနဲ့တွေ့ဆုံမှုရအောင်လဲဒါနကုသိုလ်ကဖန်တီးပြီးတော့ပေးလိုက်တယ်အလွန်ဝေးကွာတဲ့နေရာဒေသမျိုးမှာလူဖြစ်အောင်တော့ဒါနကောင်းမှုရှိခဲ့တဲ့ပုဂ္ဂိုလ်ဟာရသော်ဘုရားကိုဖူးတွေ့ဖို့အခွင့်အရေးလေးတွေဒီဒါနကုသိုလ်ကဖန်တီးပေးတယ်ကောင်းမှုဆိုတာအဆင့်ဆင့်ပဲဒါနကုသိုလ်ကဘဝမှာကောင်းမြတ်တဲ့ဘဝကိုဖန်တီးပေးပြီးတော့ပြည့်ပြည့်စုံစုံချမ်းသာဒုက္ခရတဲ့ဘဝမျိုးကိုဖန်တီးပေးအဲ့ဒီဖန်တီးမှုကိုအကြောင်းပြုပြီးတော့အခြေအနေကောင်းတွေနဲ့ခြုံတဲ့အခါရသော်ဘုရားဟောကြားတဲ့တရားဓမ္မကိုနာရလို့အသိဉာဏ်တွေရပြီးတော့နောက်ဆုံးမှာတမက်တဖို့ရနိဗ္ဗာန်လမ်းကြောင်းနဲ့ရောက်ရှိသွားကြတာပေါ့ဝိသခာတို့အနာရဘိန်တို့ပဲကြည့်ပေါ့ဒါနကောင်းမှုတွင်တွင်လောက်သွားတဲ့ပုဂ္ဂိုလ်တွေထိုဒါနကောင်းမှုရဲ့စွမ်းဆောင်မှုကြောင့်မြတ်စွာဘုရားနဲ့တွေ့ကြဘုရားနဲ့တွေ့လို့ဒါနကောင်းမှုတွေဆက်ပြီးတော့ပြုကြမြတ်စွာဘုရားထံကတရားဓမ္မတွေနာကြရအဲ့လိုနာကြရလို့အခြေအနေကောင်းတွေဖန်တီးပြီးတော့အခြေအနေကောင်းတွေပေါ်မှာမူတည်ပြီးတော့တရားဓမ္မသိရှိခွင့်ရသွားကြတယ်လို့ဒါကြောင့်မို့ဒါနကောင်းမှုဆိုတာအမြဲတမ်းအရေးကြီးတဲ့ကုသိုလ်တစ်ခုဖြစ်မှတ်သားကြရတယ်ပေါ့နော်ပါရမီ7ပါးထဲမှာဒါနပါရမီဟာအဦးဆုံးဖြည့်ကြအောင်ဒါနဝအာထိန်ကတ္တဝတံဘောဓိသလဗန္တိတေဘုရားလောင်းတော်တွေဟာဒါနပါရမီကစတင်ပြီးတော့ဖြည့်ခြင်းကြရတာတဲ့ဖြည့်ခြင်းပြီးမှနောက်ဆုံးမှာဒီဒါနစွမ်းအားတွေစုပုံပြီးတော့ပေးလိုက်တဲ့အတွက်ကြောင့်သဗ္ဗညုတဉာဏ်တော်ကြီးကိုရသည့်အထိအောင်အကျိုးပြုသွားတယ်လို့ဒါနကောင်းမှုရဲ့အကျိုးဒီထိအောင်ရောက်နိုင်တယ်နော်ကိုယ့်ရဲ့ဆန္ဒဥတည်ချက်တွေနဲ့အဆုံးဖြတ်ပေးတော့ပြုပုံပြုနည်းမှန်ကန်မှုနဲ့နှလုံးသွင်းမှန်ကန်မှု
ဒါအရေးကြီးဆုံးပဲပေါ့ပြုဖို့ပြုနည်းမမှန်ဘူးနှလုံးသွင်းမမှန်ဘူးဆိုရင်ဒါနရဲ့အကျိုးကလည်းပဲအမျိုးမျိုးဖြစ်ခြင်းဖြစ်မှာပေါ့သို့တော့မှန်ကန်တဲ့ရည်ရွယ်ချက်နဲ့ဒါနကောင်းမှုကိုလုပ်ပြီးဆိုရင်ကိုယ့်ရည်ရွယ်ချက်အတိုင်းဒီဒါနကပို့ဆောင်ပေးတာဖြစ်တယ်ဘုရားလောင်းတော်တွေဟာပါရမီစဖြည့်တဲ့ဘဝကစပြီးနောက်ဆုံးဘဝရောက်တည်ထိုင်အောင်ဒါနစွမ်းကုန်ဖြစ်ခြင်းပြီးတော့သွားကြတာပေါ့ဝေသန္တရာမင်းကြီးရဲ့ဇတ်တော်ကိုဖတ်ရှုကြည့်ကြမယ်ဆိုလို့ရှိရင်ဒီသဘောတွေဟာအမှန်တမ်းထင်ရှားနောက်ဆုံးမှာဝေသန္တရာမင်းဘဝပြန်လီမေးခွာလာတဲ့အခါမှာမွေးချင်းနှုတ်ကနေထွက်ပြီးတော့မိခင်ကိုလက်ဖြန့်ပြီးတော့တောင်းတယ်ဘာလှူเสียရှိလဲလှူเสียလိုချင်တယ်ဘုရားလောင်းတော်ဟာမွေးဖွားပြီးစစကားပြောတာဘာလှူเสียရှိတယ်လို့ဆိုပြီးတော့ဒီလိုစကားပြောခဲ့ဒါဝိတ္တန္တရာမင်းဘဝမဟောဒရာဖြစ်တဲ့ဘဝတုန်းကတော့လက်ထဲမှာဆုပ်ကင်လာတဲ့ဆေးတောင်ကလေးပါလာမိခင်ရဲ့ဝမ်းကနေမွေးဖွားလာတဲ့အခါကျတော့လက်ကလေးဖြန့်ပြီးတော့မိခင်ကိုအဲ့ဒီဆေးတောင်ကလေးပေးတယ်အမှန်တမ်းအစွမ်းထက်တဲ့ဆေးဖြစ်သောကြောင့်မဟောဒရမဟာဩဒရအစွမ်းတတိရှိတဲ့ဆေးတောင်ကလေးကင်ပြီးတော့မွေးလာလို့မောဒရဆိုတဲ့နာမည်နဲ့အမည်ပေးခဲ့တာအဲ့ဒီဘဝတုန်းကလည်းမွေးချင်းစကားပြောခဲ့တယ်ပေါ့နောက်ဆုံးဘဝသိတ္တရမင်းသားဘဝရောက်တဲ့အခါမှာလည်းပဲမေတော်ဝမ်းကနေမွေးဖွားလာပြီးတဲ့နောက်ခုနှစ်ဘဝလှမ်းပြီးတော့ရဲရင်ပြတ်သားတဲ့စကားသုံးခုကိုပြချခဲ့တယ်အကောဟမသမိလောကတစစ်ထောဟမသမိလောကတတိထောဟမသမိလောကတအယမန္တိမှာဇာတိနတ္ထိတာနိပုဏ္ဏဘောလို့ဒီစကားကိုမွေးဖွားပြီးလဲမွေးဖွားပြီးချင်းခုနှစ်ဘဝလှမ်းပြီးတော့ရချခဲ့တာဒါကြောင့်မလို့ဘုရားလောင်းရဲ့ဘဝမှာမွေးပြီးချင်းစကားပြောတာသုံးဘဝရှိတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့ထူးခြားမှုတွေအဓိကဒါနကုသိုလ်အဓိကထားပြီးတော့ဒါနကိုအကြောင်းပြုပြီးသီလဆောက်တည်တယ်ထိုသီလလုံခြုံမှုအတွက်လူပေါင်းလူဘဝကိုဆွန့်လွတ်ပြီးတော့တရားရှာကြံခြင်းဆိုတဲ့နိက္ခမပါရမီကိုဖြည့်ကျင့်တယ်အသိပညာတွေရှိဖို့အထောက်တယ်အရာရာမှာအမှားမှန်ကိုသိနိုင်တဲ့ပညာတွေကြီးထွားလာဖို့အတွက်ရှိဖို့အထောက်တယ်ရှိဖို့အထောက်တဲ့အခါပြင်းနေလို့မရဘူးကြိုးကြိုးစားစားအထောက်ဖို့လိုအပ်တယ်ဒါကြောင့်ဝီရိယပါရမီပညာပါရမီဝီရိယပါရမီအဲ့ဒါလိုကြိုးစားအထောက်တဲ့အခါမှာသိခံမှုကအရေးကြီးတယ်ခန္တီပါရမီဖြစ်အခိုင်အမာကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာယတ္တိကိုအရေးကြီးလို့အဋ္ဌာဏပါရမီလောကမှာမမှန်မကန်မှုတွေကများသည့်အတွက်ကြောင့်မှန်ကန်တဲ့စကားကိုသာရဲဝံ့တာဆိုလို့သစ္စာပါရမီနောက်ဆုံးမှာကြတော့တရားတွေအလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်ခိုင်မာထားဖို့အတွက်မေတ္တာပါရမီမေတ္တာထားတဲ့တတ္တဝါတွေအပေါ်ကတစုံတစ်ခုပြန်လီရလို့မှုဆိုတဲ့မျှော်လင့်ချက်မထားဘူးမိမိအကျိုးပြုထားတဲ့တတ္တဝါတွေစီကပြန်လီရလို့မှုဆိုတာကိုလက်တည်ရှုနိုင်လို့ဥပေက္ခပါရမီလို့ဒီလိုမွန်မြတ်တဲ့စိတ်နဲ့ဘုရားလောင်းတော်ဟာပါရမီတွေကိုဖြည့်ခဲ့ဘဝတိုင်းမှာလို့ပဲ
ဒီပါရမီတွေဖြည့်တဲ့ထဲမှာနိခမပါရမီဆိုတာဘဝတိုင်းဖြည့်တာမဟုတ်ဘူးဒါနပါရမီကြတော့ဘဝတိုင်းလောက်နေနေမြတ်စွာဘုရားအလောင်းတော်ဖြည့်တယ်ဟုတ်ဒါကြောင့်မို့ဒါနပါရမီဟာအခြေပြုတဲ့နေရာမှာတရားတွေရဲ့အကျိုးကိုလက်တွေ့အသုံးချတဲ့နေရာဒါနပါရမီဟာအရေးကြီးတယ်လို့ဒီလိုပြောဆိုဒါနဆိုတာကိုယ့်အတွက်မှမဟုတ်တာပေးတယ်ဆိုတဲ့ကဘယ်သူရလက်ခံတဲ့လူရကိုကရတာမဟုတ်ဘူးအဲ့တော့တစ်ဖက်သားရဲ့အကျိုးကိုလက်တွေ့ပြတယ်ဆိုတာဒါနကိုကလှူလိုက်တာပေးလိုက်တယ်ကမ်းလိုက်တယ်တစ်ဖက်သားမှာချက်ချင်းထိုပေးကမ်းလှူဒန်းလို့ရသွားတဲ့ပစ္စည်းအသုံးပြုနိုင်ခွင့်ရဒါကြောင့်မို့ဒါနတစ်ဖက်သားရဲ့အကျိုးဖြစ်စေတာအခြေခံအားဖြင့်ပါရမီ7ပါးထဲမှာအရေးကြီးတယ်လို့ဒီလိုပြောရတာဖြစ်တယ်ဒါနကိုအခြေခံပြီးတော့မှဉာဏ်နဲ့ပါရမီတွေလေ့ကျင့်ပြီးတော့ယူတာအဲ့လိုလေ့ကျင့်ယူလို့နောက်ဆုံးမှာဥပိ္ပခပါရမီဆိုတာဒါလည်းအမတန်မှအရေးပါဘာဖြစ်လို့လောကလူသားတွေကကိုယ်တစ်ခုလှုပ်ထားလို့ရှိရင်ပြန်လီမျောလင်းချက်တွေထားတတ်တယ်မျောလင်းချက်ဆိုတာဒီကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်ရပါလို့ဤဆိုတဲ့မျောလင်းချက်ကိုပြောတာမဟုတ်ဘူးကိုယ်ကလုတ်ကင်ဆောင်ရွက်ပြီးတဲ့လုပ်ငန်းအပေါ်မှာအ ਨੇ ဆုံးတော့ဂုံတရင်ရခြင်းနဲ့ခြေဆုတင်ခံခြင်းနဲ့ဆိုတာမျိုးတွေရှိတတ်တယ်ဘုရားလောင်းနေကြတော့အဲ့ဒီခြေဆုတင်ခံခြင်းနဲ့ဆိုတာကိုမျှော်လင့်တာမဟုတ်ဘူးလုတ်ပေးသင်းလို့လုတ်ပေးတယ်လို့ဆိုတဲ့အမြင်ပဲရှိတယ်ပေါ့ကိုကလုတ်ပေးလိုက်လို့တစုံတစ်ခုချီးပွားသွားရင်အဲ့ဒီပုဂ္ဂိုလ်စီကမျှော်လင့်ချက်တစုံတစ်ခုမှမထားဘူးသို့တော့လောကလူသားတွေကတော့တခုလုတ်ပေးပြီးခြေဆုတင်ခံခြင်းတဲ့သဘောလေးတွေကရှိနေတတ်သေးတယ်ပေါ့ဥပိ္ပခမထားနိုင်ဘူးလို့ပြောတာနော်ဥပိ္ပခထားတာကြတော့တယောက်နဲ့တယောက်မတဲ့လို့မခေါ်မပြောနေတဲ့ဥပိ္ပခမျိုးတွေပဲဖြစ်တယ်ဒါကမွန်မြတ်တာမဟုတ်ဘူးအဲ့တော့မွန်မြတ်တဲ့ဥပိ္ပခဆိုတာကိုလှုပ်တဲ့လုပ်ငန်းတစ်ခုပေါ်မှာငါလှုပ်ပေးထားတာပဲဆိုတဲ့အတွေးလည်းမရှိဘူးငါ့ကိုကျေးဇူးတင်ရမှာပဲဆိုတဲ့အတွေးလည်းမရှိဘူးကိုလှုပ်ပေးတယ်လို့လှုပ်ပေးလိုက်တယ်ဘာကိုမှမမျှော်လင့်တာဥပိ္ပခရှင်းချက်တဲ့စိတ်ဓာတ်လို့ခေါ်တယ်အဲ့ဒီတရားပါရမီ7ပါးမှာထပ်ပြီးတော့ချုပ်ထားတဲ့သဘောဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်မေတ္တာစွမ်းအားနဲ့တတ္တဝါအကျိုးကိုဆောင်ပြီးတတ္တဝါတွေရဲ့အကျိုးကိုဆောင်ရွက်တော်မူတယ်ဥပိ္ပခရဲ့စွမ်းအားနဲ့တတ္တဝါတွေထံကတစုံတစ်ခုမှမျှော်လင့်ချက်မရှိမထားဘူးတဲ့အကုန်လုံးပြီးဒီလိုဆိုတာပေါ့နော်အလွန်တန့်စင်မွန်မြတ်တဲ့စိတ်ဓာတ်တွေဒီလိုထားနိုင်တဲ့သဘောအဲ့တော့ဝိသန္တရာမင်းကြီးကနောက်ဆုံးဘဝရောက်တာအဲ့ဒီနောက်ဆုံးဘဝရောက်နေတဲ့အချိန်မှာဒါနကောင်းမှုအာရတင်းတိမ်တယ်လို့မရှိဘူးဒါနကောင်းမှုပြုတယ်ဒါနထဲမှာအမြဲတမ်းထူးခြားတဲ့စွန့်ရင်းကြီး၅ပါးလို့ဆိုတယ်ဒါနမျိုးအဲ့ဒီဘဝပြည့်ပြည့်စုံစုံလို့လွတ်သွားတဲ့သဘောပေါ့နော်နောက်ဆုံးမှာလွတ်သွားတာဟာအသက်ဆွန့်ပြီးတော့လွတ်တဲ့သဘောမျိုးပဲဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမားသမီးသားနဲ့တထာဇနီးလို့ဒါနထဲမှာထူးခြားတဲ့စွန့်လွတ်မှုအနစ်နာခံမှုတစ်ဖက်သားကတောင်းဆိုလာပြီဆိုလို့ရှိရင်ပစ္စည်းဥစ္စာကိုလည်းလှူနိုင်တယ်ခြေ
ခြေလက်အင်္ဂါတွေကိုလည်းလှူနိုင်တယ်နောက်ဆုံးမှာကိုယ်အသက်ကိုပဲဆွန့်လွတ်နိုင်တယ်ဒါကမိမိအတွင်းနဲ့ပတ်သက်နေတဲ့ပစ္စည်းတစ်ဖက်မေတ္တာကြီးမားသမီးသားဆိုအိမ်မှာပြောမကောင်းတဲ့ကလေးကိုလှူပြစ်တာမဟုတ်ဘူးအမှန်တန်လိမ်မာတဲ့သားတွေသမီးတွေကိုလည်းပဲတောင်းတဲ့လူကရှိရင်လှူနိုင်တယ်တထာဇနီးအမှန်တန်မှချစ်လာပါတယ်ဆိုတဲ့ဇနီးကိုလည်းလှူတယ်အဲ့ဒီနေရာနဲ့ပတ်သက်လာတဲ့အခါမှာယနေ့ခေတ်ဘာသာကြားတွေတို့ဘာသာတရားနဲ့ဝေးနေတဲ့ပုဂ္ဂိုလ်တွေတို့တစ်မျိုးအတွေးပေါက်ကြတယ်ပစ္စည်းဥစ္စာလှူတယ်ကိုယ်လည်းအင်္ဂါလှူတယ်ကိုယ့်ရဲ့သွေးသားအသွေးကိုလှူတယ်အသက်ကိုလှူတယ်ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးစောရကတက်เสียမရှိဘူးသားသမီးလှူတာတို့ဇနီးကိုလှူတာတို့ဆိုတာတွေနဲ့ပတ်သက်လာတဲ့အခါကျတချို့ပုဂ္ဂိုလ်တွေကဘလို့မြင်လာကြဘလို့မြင်လာသလဲလို့ဆိုရင်ရက်စက်တဲ့လူတယောက်ဒီလိုမြင်လာတာပေါ့နော်ကိုသားသမီးကိုလှူပြစ်တယ်အမှန်ကတော့သားသမီးတို့ဇနီးတို့ဆိုတာဟာရှေးခေတ်လူတွေရဲ့ tradition လို့ခေါ်တဲ့ယုံကြည်မှုအရာအလုံးမိဘရဲ့ပစ္စည်းပဲသို့တော့လှူတယ်ဆိုတဲ့နေရာမှာသားသမီးပေါ်မှာသေစေလူတဲ့စိတ်နဲ့ဆင်းရဲဒုက္ခရောက်စေလူတဲ့စိတ်နဲ့လှူတာမဟုတ်ဘူးလာတောင်းလာတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့လှူတာအဲ့ဒီအနေနဲ့လှူတာမင်္ဂလဖရာဆိုလို့ရှိရင်မင်္ဂလဖရာအလောင်းဟာဒီလိုဝိတ္တန္တရာမင်းဘဝမျိုးမှာဘလူကလူရောင်ဆောင်ပြီးတော့သားတော်လေးကိုလာပြီးတော့အလှခံတယ်အလှခံတဲ့အခါဖရာလောင်းဆိုတာသူ့နှလုံးသားကိုတောင်းရင်လည်းထုတ်ပေးမှာပဲသူ့မျက်လုံးတောင်းရင်လည်းထုတ်ပေးမှာပဲသားတော်လေးကိုတောင်းတဲ့အခါကျသားတော်လေးတွေကလည်းလိမ်မာတယ်ပေါ့ဘာမှမျက်နှာပြတ်တာမရှိဘူးအဲ့ဒီမှာဘလူကလူရောင်ဆောင်ပြီးတော့သားတော်လေးလှူခံတော့ဘုရားလောင်းကလှူလိုက်တယ်အဲ့လိုလှူလိုက်တဲ့အချိန်မှာဘုရားလောင်းရဲ့ရှေ့မှာပဲဘလူကအဲ့ဒီသားလေးကိုစားပစ်တယ်သွေးရဲရဲတန်ရဲရဲနဲ့စားပစ်တယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်မှုအမှန်မှခဲရင်တော့နော်သို့တော့မင်္ဂလဘုရားအလောင်းရဲ့စိတ်ဓာတ်အဲ့ဒီအချိန်မှာအလွန်ကြံ့ခိုင်တယ်ဆိုတော့ဒီသားလေးကိုမတနာတာမဟုတ်ဘူးသူ့ရဲ့အတွေးကငါလူလိုက်တဲ့ဒါနအလွန်အောင်မြင်ပြီအဲ့ဒီအချိန်မှာစားဖြစ်တယ်ငါသားဆိုတဲ့အတွေးမရှိသူ့ပစ္စည်းဆိုတဲ့အဓိပ္ပာယ်ပဲရှိနော်လှူလိုက်တဲ့အပေါ်မှာအမြဲတမ်းပြတ်တယ်အဲ့တော့ဒီနေရာမှာဝိတ္တန္တရာမင်းကြီးတောင်မှပဲသားတော်သမီးတော်တွေလှူပြီးတော့သုစကားပုံနာကြီးကကျိုးနဲ့တုပ်ပြီးကျိုးနဲ့ချီနှောင်ပြီးတော့ရိုက်တာနှက်တာမြင်တဲ့အခါကျတော့စိတ်ကိုအမြဲတမ်းမနှဲထိန်းချုပ်ပြီးတော့ထားရတယ်အင်းအားသုံးပြီးတော့ဒီကလေးတွေကိုပြန်ခေါ်ဖို့လို့ဆိုတဲ့စိတ်တောင်ဖြစ်လာဘူးတဲ့ပေါ့ပြောမယ်ဆိုရင်မင်္ဂလဖရာအလောင်းကတော့စိတ်ပြတ်တယ်လို့ဒီလိုပြောဂေါရမဘုရားအလောင်းကအဲ့ဒီအချိန်ကလေးတွေပေါ်မှာတနာတဲ့ကရုဏာစိတ်ကအမြဲတမ်းကြီးမားလာတဲ့အခါကလေးတွေရဲ့ဒုက္ခကိုမရှုနိုင်လို့
ဒုက္ခကိုကဲတင်လိုချင်တဲ့သဘောပဲလှူထားပြီးသားပစ္စည်းကိုပြန်ရုပ်သိမ်းခြင်းတဲ့သဘောမဟုတ်ဘူးလို့ဒီလိုနားလိုက်တာဇနီးကိုလှူတာကြတော့လေအိန္ဒိယနိုင်ငံရဲ့ထုံးတမ်းစဉ်လာအရာငယ်ငယ်စဉ်ကာလကထိမ်းမြန်းလက်ထပ်ထားတဲ့ကိုယ့်ရဲ့ဇနီးတဲ့အရှင်ယောက်ျားရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းသဘောမျိုးဖြစ်လာဒါသူတို့ရဲ့ tradition အဲ့ဒါလို့ရှိအဲ့ဒါကြောင့်မို့လို့ဇနီးတဲ့တယောက်အနေနဲ့ကတော့အရှင်ယောက်ျားကသူ့ကိုရောင်းစားပေးပြဘာလို့ကိုပိုင်တဲ့ပစ္စည်းတစ်ခုကိုအသုံးပြုတယ်ဆိုတဲ့အနေအထားလောက်ပဲစိတ်ထဲမှာထားကြတယ်ဝိသန္တရမေကြီးနဲ့မရီဒေဝီတို့ကြတော့အင်ဓမ္မမြင့်မြတ်တဲ့စိတ်ဓာတ်တွေရှိနေသည့်အတွက်ကြောင့်ဒီအတွက်မှလည်းသူတို့မှအခက်ခဲမရှိဘူးဒါကြောင့်မို့ဘုရားအလောင်းတွေရဲ့အတွေးကိုဘုရားဖြစ်ဖို့တခြားပုဂ္ဂိုလ်တွေကိုဆင်းရဲဒုက္ခရောက်အောင်လုပ်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ဘူးတကယ်ကတော့ဝိုင်းဝန်းပြီးတော့ပါရမီဖြည့်ပဲဆိုတာဝိုင်းပြီးတော့ပါရမီဖြည့်တဲ့သဘောပျော်ပျော်ပါပါကြီးသူတို့လုပ်ကြတယ်သားတော်လေးတွေသမီးတော်လေးတွေဝိသန္တရမင်းကလှူတော့ကသားတော်လေးတွေသမီးတော်လေးတွေကလည်းနိဗ္ဗာန်ခရီးကိုရှောင်လန်းတဲ့အခါမှာသူတို့ဟာယင်တစ်ဖွဲဖြစ်ပါတယ်သူတို့ကိုယင်လိုအသုံးချပြီးတော့လိုအပ်တဲ့ဆုတွေပြေးဖို့ရအတွက်သူတို့ကိုလှူတာကိုခြေခြေနက်နက်ကြီးလက်ခံကြတယ်ပေါ့ဒီလိုဆွလို့တာပေါ့နော်အဲ့ဒါကြောင့်မို့လို့ရက်ဆက်တဲ့နှလုံးသားနဲ့ပေးလူခြင်းမျိုးမဟုတ်ဘူးခဏခေတ်အမြင်နဲ့ကြည့်ရင်တော့တာမန်ပုဂ္ဂိုလ်တွေဟာဒီအဖြေကိုတွေးနိုင်မှာမဟုတ်ဘူးပေါ့ဘုရားလောင်းတော်တွေဟာမှန်ကန်တဲ့စိတ်ဓာတ်နဲ့အခုလိုဆောင်ရွက်လုပ်ကင်သွားကြတယ်ဒါနဆိုတဲ့သဘောဟာလောကလူသားတွေဟာဒါနကောင်းမှုမိမိပိုင်တဲ့ပစ္စည်းတစ်ခုကိုပေးခြင်းကမ်းခြင်းဆွန့်ကြဲခြင်းဆိုတဲ့ဒါနကောင်းမှုဟာအဓိကအားဖြင့်လောဘကိုဖယ်ရှားသုတ်သင်ခြင်းပဲဖြစ်တယ်ပေါ့တရားတွေဟာမွေးလာတဲ့အချိန်ကနေစပြီးတော့ငါအတွက်သာလို့ဆိုတဲ့ selfish ပေါ့ကိုကြွေးရှာတဲ့စိတ်ဓာတ်လူသားတွေမှာလည်းအပြည့်ရှိတယ်တိရစ္ဆာန်တွေမှာလည်းအပြည့်ရှိတရားတိုင်းမှာဒါအပြည့်ရှိကိုယ့်အတွက်သာလို့စဉ်းစားတတ်တဲ့အတွေးတစ်ခုမကျယ်ပြန့်မှုမွန်မြတ်တဲ့အတွေးလည်းမဟုတ်ဘူးမွန်မြတ်တဲ့အတွေးဆိုတာကိုယ့်အတွက်ကိုမစင်စားဘူးအများအတွက်ဆိုတဲ့စိတ်ဓာတ်မျိုးကိုထားလာနိုင်အဲ့ဒါလို့အများအတွက်ဆိုတဲ့စိတ်ဓာတ်ထားလာပြီဆိုရင်ကိုယ်ကျိုးကိုဆွန့်လွတ်ပြီးတော့အနစ်နာခံရကြဖျားလောင်းနေရဲ့စိတ်ဓာတ်ကိုယ်ကျိုးကိုဆွန့်လွတ်ပြီးတော့အနစ်နာခံလာအဲ့ဒါအလွန်မွန်မြတ်တဲ့စိတ်ဘာနဲ့ထုံမွမ်းထားတဲ့စိတ်လဲလို့ဆိုရင်အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာဆိုတဲ့တရားပဲအမုန်းကင်းစင်တဲ့အာရောဂအဲ့ဒီမေတ္တာတရားလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်တွေဟာအများရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့ဒီမြင့်မြတ်တဲ့စိတ်နှလုံးရှိတဲ့ပုဂ္ဂိုလ်မျိုးတွေဟာဒါမျိုးတွေကိုလောက်ကြတယ်ပေါ့နော်ဒါနကောင်းမှုကိုလောက်ကြအဲ့ဒါလို့ဒါနကောင်းမှုလုပ်ရင်းကနေပြီးတရားတွေရဲ့အကျိုးကိုလိုလားတဲ့စိတ်ဓာတ်မှာကိုယ်ဆောင်ရွက်လုပ်ကင်နေတဲ့တရားတဝုတ္တရဆင်းရဲဒုက္ခရောက်နေပြီဆိုရင်မကြည့်နိုင်မရှုနိုင်
အဲ့ဒီတတဝအပေါ်မှာကျင်နာမှုဆိုတာတွေပေးပြီးတော့ဆင်းရဲဒုက္ခကလွတ်စေခြင်းတဲ့သဘောကရုဏာကိုမြောင်မန်းတဲ့အတိုင်းကြီးပွားတိုးတက်သွားရင်ဝမ်းသာနိုင်တဲ့မုဒိတာဆိုတာအဲ့ဒီမွန်မြတ်တဲ့နှလုံးသားပိုင်ရှင်တွေဟာဒီလိုဒါနကောင်းမှုတွေကိုလုပ်ကြတာလို့ဒါလို့ဆိုတာအဲ့တော့ဒါနကောင်းမှုမလုပ်နိုင်ခြင်းအကြောင်းက2မျိုးရှိတယ်လို့မြတ်စွာဘုရားဟောတာမစ္စေရာစပမာဒာစဧဝံဒါနနာတိယတိမစ္စေရာဆိုတာငါသာခံစားမယ်ငါသာသုံးမယ်ဆိုတဲ့မစ္စရိယတရားကြောင့်လည်းပမာဒာကုသိုလ်ကောင်းမှုအပေါ်မှာမေ့လျော့နေခြင်းလို့ဆိုတဲ့ပမာဒတရားကြောင့်လည်းဧဝံဤအကြောင်း2မျိုးကြောင့်ဒါနနာတိယတိမလူပြကြဘူးတဲ့လောကမှာဒါနကောင်းမှုမလုပ်ဖြစ်တာအဓိကကတော့ဒီအကြောင်း2ခုပဲငါသာခံစားမယ်ငါသာသုံးမယ်ငါအတွက်သာလို့ဆိုတဲ့စဉ်းစားတဲ့မစ္စရိယတရားဟာဒါနမလုပ်ဖြစ်ခြင်းဒါနရဲ့အစုအပိတ်တစ်ခုဖြစ်တယ်နော်ဘုရားလောင်းနေကြတော့ငါသာဆိုတဲ့အတွေးမရှိဘူးအများအကျိုးလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ရှိကိုယ့်အတွက်ဆိုတာမစဉ်းစားဘူးအများအတွက်ကိုအမြဲတမ်းစဉ်းစားအများအကျိုးမျှော်ကိုးပြီးတော့လုပ်လို့ရှိအဲ့ဒီအများအတွက်စဉ်းစားတာကိုကမေတ္တာတရားလို့ခေါ်တယ်ပေါ့အဲ့ဒီမေတ္တာတရားလွှမ်းမိုးထားတဲ့ဘုရားလောင်းတွေရဲ့တဏ္ဍမှာငါသာဆိုတဲ့မစ္စရိယတရားဟာနေရာယူမထားနိုင်ဘူးပေါ့မေတ္တာရဲ့စံတတ္တိနဲ့မစ္စရိယတရားဟာကျော်ပါပြီးတော့သွားဘာဖြစ်လို့တော့ဆိုမစ္စရိယကအမုန်းနဲ့တွဲလာတာကိုဟောမှာမုန်းတီးခြင်းမကျေနပ်ခြင်းဆိုတဲ့ဒေါသရှိနေလို့ရှင်ဆိုတာတခုတည်းဟာတွဲတာမဟုတ်ဘူးမစ္စရိယကအမုန်းဒေါသနဲ့တွဲပြီးတော့ဖြစ်တာမုန်းတီးမှုဆိုတာဆက်လာဒါကြောင့်မို့အဘိဓမ္မာမှာမစ္စရိယဆိုတဲ့ဣဒ္ဓာတို့မစ္စရိယတို့ဒေါသဣဒ္ဓမစ္စရိယကုက္ကုဆဆိုတဲ့ဒီတဘာဝတရားတွေဟာဒေါသနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့တဘာဝတရားတွေဖြစ်တယ်ပေါ့ဒါကြောင့်မေတ္တာနှလုံးသားထားနိုင်ပြီဆိုလို့ရှိရင်ငါအတွက်သာဆိုတဲ့စဉ်းစားတဲ့မစ္စရိယတရားဟာကျော်နေသွားတာပဲကုသိုလ်ကောင်းမှုလုပ်ဖို့ရကာမဂုဏ်အာယုန်တွေတည်းပဲစိတ်ဝင်စားပြီးတော့ကုသိုလ်ကောင်းမှုကိုစိတ်ဝင်စားဖို့ဆိုလို့ရှိရင်ဒါနကောင်းမှုပါမလုပ်ဖြစ်ဘူးတဲ့။ဘုရားလောင်းနေကြတော့ဒါနကောင်းမှုလုပ်ဖို့အမြဲတမ်းစိတ်ထဲမှာရှိအများကျိုးဘယ်လိုလုပ်ရပါမလဲလို့စဉ်းစားနေတယ်။အဲ့လိုစဉ်းစားနေတာကိုကဒီကိစ္စအတွက်မေ့လျော့နေတာမဟုတ်ဘူးတတိရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်ပေါ့အဲ့ဒါကြောင့်မို့မစ္စရိယနဲ့ပမာဒကင်းစင်တဲ့ပုဂ္ဂိုလ်တွေဟာဒါနကောင်းမှုကိုအမျိုးမျိုးလုပ်ကြတယ်မိမိပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုသူတော်အားပေးကမ်းနိုင်တယ်ဆွန့်ကြဲနိုင်တယ်ဒါနဲ့အားမရတဲ့အခါကျတော့မိမိခန္ဓာကိုယ်ကသွေးကိုထုတ်ပြီးတော့လိုအပ်နေတဲ့ပုဂ္ဂိုလ်တွေကိုလှူတယ်သွေးလှူဖို့ကြိုးစားတယ်ခုခေတ်မှာဆိုလို့ရှိရင်ကြောက်ကထုတ်လှူတာတို့အသေးတချမ်းလှီးလှူတာတို့ဒါမျိုးတွေတော့မရှိနော်ပါရမီကိုရဲ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 ဖြစ်ကျင်လာတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေဟာမှန်ကန်တဲ့စိတ်ဓာတ်နဲ့တစုံတစ်ခုကိုမျှော်လင့်ချက်မဟုတ်ဘဲနဲ့တကယ်ကိုမွန်မြတ်တဲ့စိတ်ဓာတ်နဲ့လှူတယ်တန်းတယ်ဆိုရင်တော့ဒါဟာဘုရားလောင်းနေကျင့်သွားတဲ့လမ်းပေါ်မှာရောက်တယ်လို့ပြောရမှာပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့ရောင်းစားတာဆိုရင်တော့တစ်မျိုးပေါ့နော်
ရောင်းစားတာဆိုရင်တော့ငွေကြေးတနာမှာပဲအဆုံးသတ်သွားမှာပဲအဲ့ဒါလို့မဟုတ်ပဲနဲ့ဘာအကျိုးကမှမျှော်လင့်တာမဟုတ်ဘူးတက်တက်တစ်ဖက်သားရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးတယ်ဆိုရင်ဒါပါရမီဒါနပဲအလုံးစုံမြတ်တဲ့ဒါနတစ်ခုလုပ်ခြင်းပဲဘုရားလောင်းနေဖြစ်ခြင်းတဲ့ဒါနမျိုးကိုဖြစ်ခြင်းတော့အဲ့ဒါလို့ဖြစ်ခြင်းချင်းဖြင့်ရလာနိုင်တဲ့ဆုလတ်ကတော့အမြင့်ဆုံးကဘာလဲလို့ဆိုရင်ဘုရားလောင်းဆိုရင်သမ္မာသမောရိဉာဏ်ပိစိကဗုဒ္ဓလောင်းဆိုရင်ပိစိကဗောရိဉာဏ်ဧကတဝကဗောရိဉာဏ်တာဝကဗောရိဉာဏ်ဆိုတဲ့မဟာတာဝကဗောရိဉာဏ်ဆိုဒီအသိဉာဏ်တွေကိုရရှိဖို့အတွက်ဒါအရေးပါတဲ့အကြောင်းတရားတွေဖြစ်သွားတယ်ဘဝတစ်ခုမှာအဲ့လိုစီးပူအထုတ်လိုက်ရတဲ့ကုသိုလ်တွေတန်ဖိုးမဖြတ်နိုင်ဘူးလူရဲ့ခန္ဓာကိုယ်ဆိုတာအတိုင်းအတာတစ်ခုရှိတယ်တန်ဖိုးလည်းဖြတ်လို့ရတယ်ပေါ့လူတိုင်းဟာအနှစ်တရာတန်းမှာမွေးဖွားလာကြတဲ့ပုဂ္ဂိုလ်တွေဟာအနှစ်တရာရဲ့ကိုယ်ဘက်ကိုကြော်ဖို့ဟာအမှန်တမ်းခဲနေပေါ့တက်တန်းစိတ်သွားလို့ရှိရင်ဒီယုတ်ကြီးဟာပြစ်ထားကြရမယ့်ပုဂ္ဂိုလ်တွေဖြစ်တယ်အကုန်အဲ့ဒါတွေကနေပြီးတော့အမျက်ထုတ်သွားတယ်လို့ဒါနကောင်းမှုလုပ်ပြီးတော့အမျက်ထုတ်သွားတယ်လို့အဲ့တော့အရေးကြီးဆုံးကတော့မှန်ကန်တဲ့စိတ်နဲ့စိတ်ထားရှိဖို့လို့မေတ္တာထားပြီးတော့လှူနိုင်ရမယ်အလူကံပုဂ္ဂိုလ်ရဲ့အကျိုးကိုမျှော်ကိုးရမယ်အကျိုးလိုလားတယ်လိုအပ်တဲ့ပုဂ္ဂိုလ်အတွက်ဖြစ်စည်းတယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့ဒီလိုလုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါဟာအရေးကြီးတာပေါ့အဲ့ဒီမှာဝိတ္တန္တရာမင်းကြီးကအခန်းတစ်ခန်းမှာကုသိုလ်ကောင်းမှုပြုပုံလေးကိုမှတ်သားနိုင်ဖို့ပေါ့အလုံးသိကြတဲ့အတိုင်းဝိတ္တန္တရာမင်းကြီးကမွေးဖွားလာတဲ့အချိန်ကနေစပြီးတော့ဒါနကောင်းမှုတွေလုပ်တာသူမတူအောင်လှူခဲ့တန်းခဲ့သူ့မှာလှူဖို့ဆိုရင်ဘာမှဝန်မလေးဘူးဘာလာတောင်းပေးဖို့ဝန်မလေးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်နောက်ဆုံးမှာတိုင်းပြည်ကပိုင်ဆိုင်တဲ့ပြည်သူတွေကအလွန်မျက်နိုးနိုးတန်ဖိုးထားတဲ့ပစ္စယနာဂလို့ခေါ်တဲ့ဆင်ញူကြီးကိုလှူလိုက်တဲ့အခါကျတော့အလုံးကသိခံနိုင်စွာမရှိကြတော့သိခံနိုင်စွာမရှိသည့်အတွက်ကြောင့်နောက်ဆုံးကြတော့ဝိတ္တန္တရာမင်းဟာဒီဌာနကောင်းမှုပြည်သူတွေညံနိုးတဲ့ဆင်ញူကြီးကိုလှူလိုက်သည့်အတွက်ကြောင့်ခမည်းတော်မင်းတရားကြီးကပြည်နေတံပေးခံရတဲ့ဝိတ္တန္တရာဇတ်ကြားဖို့တဲ့ပုဂ္ဂိုလ်အားလုံးသိနော်အဲ့ဒါဟာတာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါလှူခြင်းကြောင့်အပြစ်ဒဏ်ခတ်ခံရတယ်လှူခြင်းကြောင့်အပြစ်ဒဏ်ခံရတယ်ဆိုလို့ရှိရင်ဒါနကောင်းမှုရဲ့အကျိုးထဲမှာမကောင်းတာပါသလားလို့ဒီလိုမေးကြရှိတယ်ဒါနကောင်းမှုရဲ့အကျိုးထဲမှာဒါပါတာမဟုတ်ဘူးလှူတဲ့ကုသိုလ်ရဲ့လှူဒန်းမှုကြောင့်ဖြစ်လာတာမဟုတ်ဘူးတိုင်းလူပြည်သားတွေနဲ့မမှန်မကန်တွေးတောမှုကြောင့်သာဖြစ်တာပေါ့ဒါအကြောင်းဆိုတိုင်းလူပြည်သားတွေရဲ့မမှန်မကန်တွေးတောမှုကြောင့်ဖြစ်လှူဒန်းမှုဒါနကြောင့်မဟုတ်ဘူးလူဆိုတာဒေါသဖြစ်ရင်အကောင်းနဲ့ဒေါသဖြစ်တာပဲလေအဆိုးမှဒေါသဖြစ်တာမဟုတ်ဘူးအကောင်းနဲ့ဒေါသဖြစ်တာလေတိုက်ရင်တိုက်ရမလားလို့ဆိုပြီးဒေါသဖြစ်တယ်မိုးရွာရင်ရွာမလားလို့ဒေါသဖြစ်တယ်အထာဏကောပလို့ခေါ်တယ်လူရဲ့စိတ်မှာဒေါသဖြစ်တယ်ဆိုတာဟာကိုယ်မကြိုက်တာတစ်ခုဖြစ်ဒေါသဆိုတာလာတာပဲအဲ့ဒီအလုပ်ဟာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဆိုတာမစင်စားနိုင်ဘူးပေါ့ဒီမှာလည်းပဲအဲ့လိုစဉ်းစားဆင်ခြင်မှုမရှိဘူးဆင်လူရမလားလို့ဆိုပြီးတော့ပြည်သူလူတွေကဒေါသထွက်ပြီးနောက်ဆုံးမှာဘုရင်ကြီးကိုယ်တိုင်ကဝိတ္တန္တရာမင်းကိုတောကိုနှင်လိုက်ရတောထဲမှာ9လ
အဲ့ဒါလို့တော်ထဲမှာနှင်လိုက်တဲ့အခါကျတော့ပြစ်ဒဏ်ခံရတာကတော့ဝိတ္တန္တရာမင်းတူတဲ့ပဲသို့တော့အမတန်လိမ္မာတဲ့မိဖုရားမတိဒေဝီကသူ့ကလိုက်ပါသွားသူတို့ကတော့အပြစ်ဒဏ်ကြောင့်တော်ထဲသွားတာမဟုတ်ဘူးဝိတ္တန္တရာမင်းအပြစ်ဒဏ်ခံရတဲ့အချိန်မှာလိုက်ပါဆောက်ရှောက်တဲ့သဘောလူမမဲသားသမီးသားနှစ်ဦးသားတစ်ဦးနဲ့သမီးတစ်ဦးတို့ကလည်းပဲမိဘနှစ်ပါးနဲ့အတူပါသွားတာဆိုတော့တော်ရဲရောက်သွားတာ၄ဦးပေါ့မိသားစုရောက်သွားကြ9လနေကြဒီမှာဝိတ္တန္တရာမင်းကြီးရဲ့စိတ်ထဲမှာရှင်လူလို့ဒီလိုပြစ်ဒဏ်ခံရတယ်သူစိတ်ထဲမှာရှင်းတတ်နေတယ်ရှင်းတတ်တယ်ဆိုတာသူလှူလိုက်ရတာကြောင့်ဖြစ်တယ်လို့ဒီလိုတွေ့တာမဟုတ်ဘူးသူ့အလှူပေါ်မှာသူရှင်းတတ်တယ်ဘယ်လိုပဲပြစ်ဒဏ်ခံရပြစ်ဒဏ်ကိုဂရုမစိုက်ဘူးလှူရတဲ့ဌာနပေါ်မှာသူရှင်းတတ်တယ်အဲ့ဒီရှင်းတတ်မှုကအရေးကြီးဆုံးပဲပေါ့ကိုလှုပ်တာကောင်းတာလှုပ်ထားတဲ့အတွက်ကြောင့်ဘယ်လိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရကိုလှုပ်ထားတာကောင်းတယ်လို့သတ်မှတ်ထားတဲ့အတွက်ကြောင့်ရှင်းတတ်နေတယ်စိတ်ထဲမှာငါလူမိတာမှားလိုက်တာဒါကြောင့်ငါဒုက္ခရောက်တယ်လို့တစ်ခါမှမတွေးဘူးအလုံးရှင်းတတ်အဲ့ဒီရှင်းတတ်မှုကကိုယ်ဌာနနဲ့ပတ်သက်ပြီးတော့စေတနာပြတ်ထန်မျိုးတစ်ခုမှမဖြစ်ဘူးလို့ဒီလိုဆုံးလို့တာနော်ဒီလိုဆုံးလို့တာအင်တာမခိုင်မာတဲ့စိတ်ဓာတ်ရှိတာပေါ့အင်တာမခိုင်မာတဲ့စိတ်ဓာတ်နဲ့သွားတော်ရဲရောက်တဲ့အခါကျတော့လည်းချိသုတကပုံနာကြီးကသာလီနဲ့ကနာစိနလို့ခေါ်တယ်သားတော်လေးနဲ့သမီးတော်အိမ်မှာအခိုင်းအစေလှုပ်ဖို့ဆိုပြီးတော့ဘေးကနေပြီးလမ်းညွှန်လိုက်လို့သူရောက်လာပြီးတော့သားနဲ့သမီးကိုလာလှူခံသွားလိုက်တယ်လှူလိုက်တာပဲဝမ်းမြောက်ဝမ်းသာလှူလိုက်တယ်ခုနမေတ္တာကြီးမားသမီးသားနဲ့သက်ထားစနီဆွန်ញင်းကြီးဟုဆိုတာဟောဒီသားနဲ့သမီးကိုလည်းလှူလိုက်တယ်ဟောနောက်ဆုံးကြတော့ဝိတ္တန္တရာမင်းကြီးနဲ့မိဖုရားမတိဒေဝီတို့နှစ်ဦးတည်းပဲတော်ရမှာကျန်တယ်အဲ့ဒီအချိန်မှာဝိတ္တန္တရာဇတ်တော်မှာဖတ်ကြည့်လို့ရှိတယ်သာသမီတွေမရှိတဲ့နောက်နှစ်ဦးတည်းယသိသူတော်စင်ဘဝနဲ့တရားဓမ္မချင်းချင်ကြိုးကိုအားထုတ်ပြီးတော့ခမည်းတော်ကြီးပေးတဲ့အပြစ်ဒဏ်ကိုခံရင်တော်ထဲမှာနေကြတရက်မှနန်းနဲ့မိုးတော့အလင်းရောက်တဲ့အချိန်မှာဝါတောင်ဝေးလေးထောက်ပြီးတော့ပုံနာကြီးတယောက်ရောက်လာပြန်တယ်ပေါ့အဲ့ဒီရောက်လာတာဟာသုတကပုံနာကိုထောက်မယ်ဆိုရင်ဒုတိယမြောက်ပုံနာကြီးပဲဝါတောင်ဝေးလေးထောက်ပြီးတော့ရောက်လာတယ်ရောက်လာတော့ဝိတ္တန္တရာမင်းကလည်းအင်တမမွန်ရည်တယ်လိမ္မာတယ်ယဉ်ကျေးတယ်သိမ်မွေ့တယ်တော့ရောက်လာပြီးတော့နှုတ်ဆက်စကားပြောတာပေါ့လာပါနေကောင်းရဲ့လားကျမ်းမာရဲ့လားဒါရီမေးမြန်းပေါ့အဲ့ဒီပုံနာကြီးကလည်းပဲအပြန်အလှန်ကျမ်းမာရေးမေးမြန်းပြီးတော့ပုံနာကြီးကဘာတွေမေးတော့ဆိုရင်တော်ထဲမှာနေတဲ့အခါမှာအခက်ခဲတွေမရှိဘူးနော်သားကောင်တွေတော်ထဲကအကောင်တွေရဲ့နှိမ့်ဆက်မှုလည်းနှိမ့်ဆက်မှုမခံရဘူးအေးချမ်းချမ်းနေရမနေရဒါတွေမေးမြန်းပြီးတော့စကားပြောဝိတန္တရာမင်းကသင်္ကန်းကျောင်းပေါ်ဖိတ်ခေါ်ပြီးတော့ဟောဒီမှာတောင်ရရေချောင်းကခတ်ထားတဲ့ရေအေးကလေးတောက်ပါအောင်တော့တတိလေးတွေအမှန်တမ်းချုံမွေးတဲ့ဟောဒီတတိလေးတွေစားပါအောင်လို့အခန့်
အဲ့ဒါလို့အခန့်ပြီးတော့စကားပြောရင်းကနေပြီးတော့ဝိသန္တရာမင်းကမေးလိုက်တယ်ကဲပုံနာကြီးအခုလို့တော်ထဲမှာရောက်ရှိလာတာဟာဘယ်လိုကိစ္စများရှိပါသလဲဘာအတွက်တော်ထဲရောက်လာပါသလဲလို့မေးတဲ့အခါကျတော့ပုံနာကြီးကပြောတယ်အရှင်မင်းကြီးတဲ့ရေပြည့်နေတဲ့မြစ်ကြီးဟာဘယ်တော့မှရေခမ်းပြီးတော့ရေကုန်သွားတယ်လို့မရှိဘူးတဲ့အဲ့ဒါလိုပဲဒါနကောင်းမှုပြုနေတဲ့အရှင်မင်းကြီးရဲ့နှလုံးသားဟာရေတွေပြည့်နေတယ်လို့ပဲအရှင်မင်းကြီးစီကတခုတောင်းကျင်လို့လာတာပါတဲ့မြစ်ကြီးလို့အမြဲတမ်းပြည့်လျက်နေတဲ့နှလုံးသားပိုင်ရှင်ဖြစ်တဲ့အရှင်မင်းကြီးစီကတခုတောင်းမရသေးတဲ့မတိဒေဝီကိုသူ့ကိုလှူပါလို့တောင်းနော်မိဖုရားကိုလာတောင်းမတိဒေဝီကိုလှူပါလို့ဆိုတော့ဝိသန္တရာမင်းကြီးကစိတ်ထဲမှာတောင့်မသွားဘူးနော်ဘာပြန်ပြောတော့ဆိုတထာမိလှူပါမယ်တဲ့နဝိကံပါမိလုံးဝမတွန့်ပါဘူးတဲ့စိတ်ထဲမှာလုံးဝဘာမှမဖြစ်ပါဘူးတဲ့ယံယာစတိပြမနာဘာတောင်းလှူမယ်မတွန့်တော့ပါဘူးတန်တန်နပฏิခုံရှာမိကိုရှိတာကိုမလှူခြင်းလို့ဖွက်ထားတာမျိုးဘယ်တော့မှမလုပ်ဘူးတဲ့တချို့ကြတော့ဖွက်ထားတာလေးတွေရှိတတ်သေးတာဟုတ်နော်အလူတွန့်လို့ရှိရင်တော့အကောင်းတဲ့အဆိုကိုကြိုက်တာလေးကိုဖယ်ထားတယ်ဖယ်ထားပြီးဒီပြင်လူလာတောင်းရင်ဒါပေးမယ်ဟိုကမပေးဘူးဆိုရယ်ခွဲချမ်းထားတဲ့စိတ်ရှိတယ်ပေါ့ဝိတ္တန္တရာမင်းကြီးကြတာအဲ့လိုမရှိဘူးတန်တန်နပရိဂုရှာမိကိုရှိတာဘယ်တော့မှဖွက်မထားဘူးတဲ့ဒါနေမေရမတိမနောငါရဲ့စိတ်ဟာလှူမှုတမ်းမှုပေါ်မှာသိပျော်မွေ့တယ်လှူမယ်နော်မိဖုရားကြီးကိုလာတောင်းတာလုံးဝမတွန့်တော့ဘူးလှူပါမယ်လို့စွန့်ကြီး၅ပါးထဲမှာစွန့်ဖို့အမတန်မှခက်တယ်ဟာဒါကိုလှူတာမိဖုရားကြီးကိုလှူလိုက်တာအဲ့လိုလှူလိုက်တဲ့အခါမှာဘယ်လိုလှူတော့ဆိုရင်အနာနာမှာရေတောက်တဲ့ရေကြရားလေးရှိတယ်အဲ့ဒီရေကြရားလေးကိုဆွဲယူလိုက်ပြီးတော့အနာနာမှာထိုင်နေတဲ့လိမ္မာရင်ကျေးတဲ့ပရိဒီဝီရဲ့လက်ကိုဆွဲပြီးပုံသားကြီးလက်ထဲထည့်ပြီးအပေါ်ကရေလောင်းပြီးတော့လှူလိုက်တယ်တဲ့နော်ရေဆက်သွန်းချပြီးတော့လှူတဲ့သဘောပေါ့နော်အဲ့ဒီကနေလာတာအခုခေတ်ရေဆက်ချတယ်ဆိုပစ္စယနာဂဆိုတဲ့ရှင်လူကြီးလှူတော့ကလည်းပဲရှင်ကြီးရဲ့နှာမောင်းကိုကင်လက်ဝဲဘက်ကကင်ပြီးတော့လက်ရဘက်ကရေကြရားနဲ့ရေလောင်းပြီးတော့လှူလိုက်တာပဲအဲ့တော့အဓိပ္ပာယ်ကတော့ရေလိုချီလင်အေးမြတဲ့နှလုံးသားနဲ့လှူတယ်သူ့အလှူကတန့်စင်တယ်ဒီအဓိပ္ပာယ်ကိုပေါ်ဆောင်တာလည်းဖြစ်တယ်တန့်စင်အေးမြတဲ့ရေစင်လို့တန့်စင်အေးမြတဲ့နှလုံးသားနဲ့ဘယ်တော့မှရေဆိုတာနှစ်ပိုင်းခွဲပြစ်လို့မရဘူးခွဲလိုက်လို့အရာထင်တဲ့နေရာမဟုတ်ဘူးအဲ့ဒါကြောင့်မို့နှမျောတင့်တို့ခြင်းမရှိပဲနဲ့ဒီစိတ်ဓာတ်ဟာရှေ့စိတ်ဓာတ်နောက်စိတ်ဓာတ်တသားဒီရေပြင်ကြီးတို့ဖြစ်နေတဲ့နှလုံးသားစိတ်ဓာတ်နဲ့လှူပါတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတရုပ်ခေါ်တဲ့အနေနဲ့ရေစင်သွန်းလောင်းပြီးတော့လှူလိုက်တာတဲ့အဲ့ဒါလို့လှူလိုက်တဲ့အချိန်မှာထားပါတော့ဝိသန္တရာမင်းကြီးကတော့ဒါနကောင်းမှုလုပ်တာသူမတွန့်တူဘူးဆိုတာမှန်တယ်ပါရမီဖြည့်လာတဲ့ဘဝတွေကလည်းအမှန်တမ်းများတယ်မတိဒေဝီရဲ့မျက်နှာကိုကြည့်လိုက်မလားအဲ့ဒီအချိန်မတိဒေဝီက
အဲ့လိုလှူးနေတဲ့အချိန်လေးမှာအပြုံးမပြတ်ဘူးတဲ့ငိုလည်းမငိုဘူးစိတ်ထဲမှာလည်းဘယ်လို့မှမခံစားရဘူးဘယ်လိုတွေးတုံးလို့ဆိုရင်အေးဝိတ္တန္တရာမင်းကငါ့ကိုလူပြိုတဲ့အရွယ်ကနေစပြီးငါနဲ့လက်ထပ်ပြီးတော့ထားတာငါနဲ့လက်ထပ်ထားတဲ့ငါရဲ့အိရှင်ယောက်ျားဖြစ်တဲ့ဝိတ္တန္တရာမင်းကငါ့ကိုလှူခြင်းလှူပေးခြင်းပေးရောင်းခြင်းရောင်းနောက်ဆုံးမှာတတ်ခြင်းတတ်သူ့လုပ်ပိုင်ခွင့်ရှိတယ်ငါဟာသူ့ရဲ့ပစ္စည်းပဲလို့စိတ်ထဲမှာမတွတ်တူဘူးတဲ့စိတ်ထဲမှာဘလို့မှမဖြစ်ဘူးကြည့်တော့ဝိတ္တန္တရာမင်းကြီးကလည်းစိတ်ထဲမှာမဏိဒေဝီကိုလာပြီးတော့အလှခံလို့လှူလိုက်ရတဲ့အချိန်မှာလည်းဘာမှမဖြစ်ဘူးအင်တမစိတ်ဓာတ်ကတက်ကြွနေတယ်မဏိဒေဝီကလည်းပဲသူ့ကိုလှူရက်လေခြင်းလို့ငိုတာတို့ရုန်းကန်တာတို့စိတ်ညစ်တာတို့ဒါမျိုးမရှိဘူးဝမ်းပန်းတတာနဲ့ပဲသူလှူလိုက်တဲ့အတိုင်းဝမ်းပန်းတတာစိတ်ထဲမှာစိတ်ဆင်းရဲမှုမဖြစ်ဖဲနဲ့လူပိုင်ခွင့်ရှိလို့လှူတာပဲလို့စိတ်ထဲမှာဒီလိုထားအဲ့တော့ဒီထူးခြားတဲ့ပုဂ္ဂိုလ်သူမြတ်ရဲ့နှလုံးသားတွေကြောင့်မို့လို့ဒီလှူလိုက်တဲ့ရေစင်သုံးလောက်တဲ့အချိန်မှာကဘာမြေကြီးဟာတုန်လှီးသွားတယ်လို့ဆိုတာနော်ဝိတ္တန္တရာမင်းကြီးရဲ့စေရနာစွမ်းအားမဏိဒေဝီရဲ့မြင့်မြတ်တဲ့စိတ်သဘောထားတွေကြောင့်မို့ကဘာမြေကြီးဟာတုန်လှီးပြီးတော့သွားတယ်အဲ့ဒီအချိန်မှာလာအလူခံတဲ့ပုဂ္ဂိုလ်ကတာမန်ပုံနာမဟုတ်ဘူးပုံနာရောင်ဆောင်းလာတဲ့တရားမင်းဖြစ်တော့အဲ့ဒီနေရာမှာသူကဘာပြောလိုက်လဲဆိုအေးရန်သူတွေအားလုံးကိုတော့အနိုင်ရလိုက်ပြီဟဲ့လို့ကြွေးကြော်လိုက်တယ်အားလုံးမြေကြီးတုန်လှုပ်သွားတဲ့အချိန်လေးမှာပဲအားလုံးနတ်တွေဖြမာတွေကနေပြီးတော့ဝိတ္တန္တရာမင်းရဲ့နှလုံးသားဟာဖျားဖြစ်နိုင်တဲ့ဒါနကောင်းမှုအထွတ်ထိပ်ရောက်သွားပြီလို့ရန်သူတွေရဲ့ဆွမ်းအားတွေအကုန်လုံးကြော်ဖြတ်သွားနိုင်ပြီပါရမီဖြည့်ပဲဖြစ်တဲ့မဏိဒေဝီရဲ့စိတ်နှလုံးဟာလည်းအားလုံးကိုကြော်ဖြတ်ပြီးတော့သွားပြီအလုံးမမြတ်တဲ့စိတ်တွေနဲ့အောင်မြင်သွားပြီလို့တကယ်သူတော်စင်သူတော်မြတ်တွေပါပဲလို့ချီးကျူးထောမနာပြောကြတယ်အဲ့ဒီအချိန်ကျမှအားလုံးဟာတတော်လုံးတတောင်လုံးတုန်လှီးသွားပြီးတော့အောင်ပြီဆိုတဲ့အတန်လေးကိုကြားပြီးဒါဖျားဖြစ်ဖို့အတွက်နောက်ဆုံးဒါနပါရမီဟာစခန်းသိမ့်လိုက်တဲ့သဘောပဲဟောအလုံးကောင်းချီးပေးတာကိုခံလိုက်ရတယ်ပေါ့အထွတ်ထိပ်ရောက်သွားပြီပါရမီတွေဖြည့်လာလိုက်တာဆွမ်းခြင်းကြီး၅ပါးသားတွေကိုလှူလိုက်တယ်ကျမ်းနေသေးတယ်ဘယ်သူကျမ်းတယ်တထာဇနီဆွန့်ဖို့ကျမ်းနေတယ်ဟောဟာသမီးကိုလည်းလှူလိုက်တယ်တထာဇနီကိုလှူလိုက်တယ်ဆိုပါရမီဖြည့်တာညာအထွတ်ထိပ်ကိုရောက်သွားပြီဒါနောက်ဆုံးပိတ်ဒါနပါရမီမှာပါဖက်ဖြစ်သွားပြီလို့လောကမှာကောင်းကြီးပေးခံရတဲ့အနေအထားမျိုးကိုရောက်ပါတယ်ပေါ့အဲ့ဒီချိန်ကျတော့မှပုံနာကြီးကအသွင်ပြောင်းပြီးတော့ဝိတ္တန္တရာမင်းကြီးကိုပြောတယ်ကျွန်ုပ်ဟာတာမန်ပုံနာမဟုတ်ပါဘူးတရားမင်းဖြစ်ပါတယ်ပေါ့ဘာဖြစ်လို့ဒီလိုလာလောက်တာတော့လို့ဆိုတစုံတစ်ယောက်ကလာပြီးမဏိဒေဝီကိုအလှခံသွားမယ်ဆိုလို့ရှိရင်တရားမင်းဒီဘုရားလောင်းကတော့လှူမှာပဲလှူလိုက်တဲ့အခါအဖော်မဲ့ပြီးတော့ပြုစုလုပ်ကျွေးမဲ့ပုဂ္ဂိုလ်ရှိတော့မှာမဟုတ်ဘူးပေါ့ရေဘူးရေချမ်းကမ်းလှမ်းမဲ့ပုဂ္ဂိုလ်ရှိမှာမဟုတ်ဘူးအဲ့ဒါကိုဟန်တားဖို့အနေနဲ့တရားကလာပြီးတော့လုပ်ပေးတာတဲ့အဲ့ဒီမှာတရားမင်းကြီးကသူတရားဖြစ်တဲ့အကြောင်းပြောပြီးတော့မဏိဒေဝီကိုပြန်ပြီးတော့အနှံခဲ့တယ်ပေါ့အဲ့ဒီလိုပြန်ပြီးတော့အနှံပြီးတော့တရားမင်းကြီးကဝိတ္တန္တရာမင်းကြီးကိုပြောတယ်သူတရားဖြစ်ကြောင်းပြောပြီးတော့
သက်ကောဟမတမိထေဝိနောသဗ္ဗဗုဒ္ဓနာမေတ္တရောနတ်တွေအားလုံးရဲ့အရှင်သခင်ဖြစ်တဲ့သူဟာတရားပါတဲ့ဝရံဝရတုရာစီတိဝရေအထသဒာမိတေဟောဒီလိုရဲရဲညင်ညင်ဌာနကောင်းမှုလုပ်တဲ့မင်းကဖြစ်လာတဲ့ယသိရာစီတိဆိုတာမင်းဘဝကနေလာတဲ့ယသိကိုမင်းယသိလို့ပြောတာနော်ဟိုဝိတ္တန္တရာမင်းယသိဆုရှိမျိုးပေးခြင်းပါတယ်တဲ့ဆုရှိမျိုးပေးပြရစီဒါနကောင်းမှုဆုရှိမျိုးပေးခြင်းလို့အဲ့ဒီဆုရှိမျိုးလိုချင်တာတောင်းပါလို့တရားမင်းကနေပြီးတော့ပြောတဲ့အခါဘုရားလောင်းကဘာဆုတွေတောင်းမလဲဆိုတဲ့အချက်နော်သူဆုတောင်းတာဝရစီမေအဒေါတကသဗ္ဗဗုဒ္ဓနာမိတ္တရာတရားအလုံးရဲ့အရှင်သခင်ဖြစ်တဲ့နတ်ပြည်စတုမာရဲ့တာဝရိန္ဒာနတ်ရွာနှစ်ခုရဲ့ကိုအစိုးရတဲ့ဥဒ္ဒချမင်းအကယ်၍ဆုပေးခြင်းတယ်ဆိုလို့ရှိရင်သူပထမဆုံးတောင်းခြင်းတဲ့ဆုကဘာလဲပိတံမံအနုမောဒေယဣတောပတ္တံသကံကရံအာတနေနနိမန္တေယပထမေတံဝရံဝရေသူတောင်းတာတခြားတွေမတောင်းဘူးအဲ့ဒီချိန်ဘုရားလောင်းကတခြားချိန်တွေမှာဆိုရင်ပါရမီဖြည့်ပြီးလူပြီးတိုင်းသူ့ဘာသူရည်ရွယ်ချက်ကတော့နော်ဣဒံမေပုံညာသဗ္ဗယုတညာနတပစ္စယောဟောတုဒီကောင်းမှုသည်သဗ္ဗယုတညာရဲ့အထောက်ပံ့ဖြစ်ပါစေလို့ဒီလိုဆွတောင်းခဲ့အခုတရားမင်းနဲ့တွေ့တဲ့အခါမှာသူလိုချင်တာတွေသူဘာပြောလဲဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့တောင်းတာမဟုတ်ဘူးတရားမင်းနဲ့တွေ့လို့တရားကဆုပေးတာအဲ့ဒီဆုပေးတဲ့ရှင်မျိုးတွေကသူလိုချင်တာဘာလဲလို့ဆိုပစ္စယနာကရှင်ကြီးတော်ကြီးကိုလှူသည့်အတွက်ကြောင့်တိုင်းလူပြည်သားတွေကဆန္ဒပြကြတယ်ဆန္ဒပြလို့ခမည်းတော်မင်းတရားကြီးကလည်းဒီလောက်လှူရပါမလားလို့ဆိုပြီးတော့စိတ်ထဲမှာမကြည်လို့ပြင်းနေတာခတ်လိုက်တာပေါ့နော်တောရကိုနှင်လိုက်တာအဲ့ဒါကိုသူပြန်လို့ချင်တာဘာလို့ဆိုပိတံမံအနုမောဒေယဣတောပတ္တံတကံကရံတောတဲ့ကနေနန်းတော်ပြန်ရောက်တဲ့အခါမှာခမည်းတော်ကြီးကသူ့လုပ်ခဲ့တာတွေပေါ်မှာဝမ်းမြောက်လူမောတာရုခေါ်နိုင်ပါသေးတဲ့ဒါကိုသူကဆုတောင်းခမည်းတော်ကြီးခြေနေကြီးနတ်နဲ့တာရုခေါ်တာအာတနေနနိမန္တေသူ့ကိုခါတိုင်းလိုပဲဖြူဖြူငှားငှားငကိုရာဓုကိုပြန်ပေးပြီးတော့ဖြူဖြူငှားငှားနဲ့စိတ်ထဲမှာခြေနှက်သွားတယ်ခမည်းတော်မင်းတရားကြီးကစိတ်ပြန်ပြီးတော့သူ့အပေါ်မှာခြေနှက်သွားတယ်ဆိုတဲ့ဆုကိုသူပထမဆုံးရကြမှာလေတဲ့ဒုတိယဆုကတော့ပါတော့ဆိုတိုင်းပြည်ပြန်ရောက်လို့ရှိရင်သူကခမည်းတော်မင်းတရားကြီးကတက်ကြီးပြီဆိုတော့တိုင်းပြည်ကိုအုပ်ချုပ်ရတယ်တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာပြစ်မှုကျွလွန်တဲ့ပုဂ္ဂိုလ်တွေကရှိလာတတ်တယ်အဲ့ဒီရှိလာတဲ့အခါမှာတရားဥပဒေရပြစ်မှုကျွလွန်လို့တတ်ထိုက်တဲ့ပြစ်မှုတွေကျွလွန်လာလို့ရှိရင်လေသေဒဏ်ပေးရတာမျိုးတွေရှိတာပေါ့သေဒဏ်ဆိုတာရှိတာအဲ့ဒါကြောင့်မလို့သူကပုရိတတဝဋ္ဌာနာရောစေဘယ်သူကိုမှသူမတတ်ချင်ဘူးတဲ့ဘယ်သူကိုမှမတတ်ချင်ဘူးအပိကိဋ္ဌိတကာရကံအလုံးကိုဆိုးဝါးတဲ့ပြစ်မှုတွေကိုကျွလွန်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေဘယ်သူကိုမှသေဒဏ်မပေးပြရစေနဲ့ဝိသံဝဋ္ဌာမှာမောစေယံအဲ့ဒီသေဒဏ်ပေးခံရမယ့်ပုဂ္ဂိုလ်မျိုးတွေနဲ့သူမတွေ့ချင်ဘူးတဲ့အဲ့ဒီသေဒဏ်ပေးခံရတဲ့ပုဂ္ဂိုလ်မျိုးတွေနဲ့ကျိုးတွေမှလွတ်မြောက်ပြရစေလို့ဒါဒုတိယအဆုအနေနဲ့သူတောင်းတယ်
တိုင်းပြည်ပြန်လို့ရှိရင်ဒီပြဿနာတွေကတွေ့မယ်ဒါကြောင့်မို့လို့အဲ့ဓာတွေအတွက်သူကမလုပ်ချင်ဘူးတေတံပေးတံမျိုးတွေပါလေသူမလုပ်ပြရစေနဲ့ဟောတတိယဆုကြတော့ဘာတောင်းလို့ဆိုတော့ယေသဟုတ်တာယေသတဟရယေသမစ္စိမပောရိတာမမေဝဥပဇီဝေယံတတိယတံဝရံဝရိဆိုလိုတာကအသက်ကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အသက်ငယ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အရွယ်အလားစားပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်လူလက်ပိုင်းပဲဖြစ်ဖြစ်သူကပဲကျွေးမွေးဆောင်းလျှောက်ထားခြင်းနဲ့တဲ့အားလုံးဟာသူ့ကိုမိပြီးအသက်မွေးကြပါစေအားလုံးကိုကျွေးမွေးထားခြင်းနဲ့ကျွေးမွေးထားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြရစေအားလုံးပေါ်မှာသူကကောင်းကျိုးချမ်းသာလိုလားတဲ့စိတ်ရှိတယ်ကြီးကြီးငယ်ငယ်ရွယ်ရွယ်စားစားပုဂ္ဂိုလ်အားလုံးကိုသူကကျွေးမွေးဆောင်းလျှောက်ထားခြင်းနဲ့အဲ့ဒီဆုကိုရပါရစေလို့ဒီလိုတောင်းနောက်တစ်ခါ၄ခုမြောက်တောင်းတဲ့ဆုကဘာတော့ဆိုပရဒာရနဂ္ဂိစေယံတထရပတုတော်သူတစ်ပါးသာမယံကိုဘယ်တော့မှမပြစ်မှားမိစေပါနဲ့မပြစ်မှားပြီးပြရစေနဲ့ဘယင်းလေးဆိုတာတစ်ခါတစ်ခါဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့သူတော်ကသာမယံပေါ်မှာစိတ်နဲ့သွားပြစ်မှားတာကအစမပြစ်မှားပြီးပြရစေနဲ့တထရပတုတော်သိရကိုယ့်ရဲ့အိမ်တော်ဘက်ကလွဲလို့နော်တခြားသူတစ်ပါးသားမယားနဲ့မပြစ်မှားပြရစေနဲ့ကိုယ့်အိမ်တော်ဘက်နဲ့ပဲရှင်းတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြရစေထိနံဝတ္တံနဂ္ဂစေယံအမျိုးသမီးတွေရဲ့အလိုဆန္ဒအတိုင်းပဲဘယ်တော့မှဒီဆက်ဆောင်ရမပါပါရစေနဲ့ဒီလိုဆိုတယ်နော်အဲ့ဒီဆုကိုတောင်းတယ်၄ခုမြောက်နောက်၅ခုမြောက်တောင်းတာတော့ဘာလို့ဆိုပုတ္တောမေတက္ကစာယေထသောစဒီဃာယုကောတိယဓမ္မေနစိနေပထဝေပစ္စမေတံဝရံဝရေအကယ်၍သူ့မှာသာသမီထွန်းကားမယ်ဆိုရင်အသက်ရှည်တဲ့သာသမီထွန်းကားပါရစေအသက်တူတဲ့သာသမီထွန်းကားလို့ရှိရင်တချို့မိဘတွေဟာရှင်နေမှာပူလောင်အောင်ဒုက္ခခံစားကြရတယ်ပေါ့နော်သာသမီတည်ဆုံးသွားတယ်ဆိုတဲ့မိဘတွေကစိတ်နှလုံးဟာယူကျုံမရဖြစ်ကြတယ်ဒါကြောင့်မို့အသက်ရှည်တဲ့သာသမီမျိုးမွေးဖျားပါရစေတိုင်းပြည်ကိုလည်းပဲတရားသဖြင့်လားအနိုင်ယူအုပ်စိုးပါရစေလို့ဟော၅ခုမြောက်ဆုကိုဒီလိုတောင်းတယ်တဲ့နောက်6ခုမြောက်ဆုကြတော့တတောရတ္တယဝိဝတ္တာနေသူရိယုတ်ခမနေသူရိယုတ်ခမနံပတိဒိဗ္ဗဘက္ခပါတုရဟေတုံသတ္တဝရိနာနဲ့မိုးတော့အလင်းရောက်လာတာနဲ့တပြိုင်နက်နေထွက်လာတာနဲ့တပြိုင်နက်တကယ့်ကိုအရသာရှိတဲ့အစားအစာတွေသူစီရောက်လာပါလေလုံးလမပြုတ်ပဲနဲ့နော်တရားဆိုတာလည်းအစာအာဟာရနဲ့ခင်းပြီးတော့မဖြစ်ဘူးဒါကြောင့်မို့နာနဲ့လင်းလာတာနဲ့တပြိုင်နက်ကောင်းမြတ်တဲ့အစာတွေသူစီကိုလွယ်လွယ်ကူကူနဲ့ရောက်လာပါလေလို့ဆိုတဲ့ဒီဆုကိုတောင်းတယ်နောက်9ခုမြောက်တောင်းတာကြတော့တဒါတောမေနခိယေထဓတ္တဝါနာနုပတိယတဒံစိတ်တံပတာရေယတတ္တမေတံဝရံဝရေဒါနကောင်းမှုပြုပြီးတော့တူရတန်းတာဆိုရင်ဘလောက်လူကုံသွားတယ်လို့မရှိပါရသေးဘူးဒါလူချင်းတဲ့ပုဂ္ဂိုလ်ရဲ့ဆန္ဒလူလို့မကုံနိုင်ဘူးဆိုတာမျိုးဖြစ်တယ်ပေါ့နော်လူလို့မကုံနိုင်ရလူလို့မကုံနိုင်တာဟာသူ့အတွက်လားလို့ဆိုတော့မဟုတ်ဘူးအများအတွက်ကိုတောင်းတဲ့ဆုနော်လူလို့မကုံပေးလို့မခံဘယ်လိုလို့လူပစ္စည်းဥစ္စာတွေသူ့မှာလူလို့မကုံနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရပါတယ်ဟောနောက်တစ်ခုကလူပြီးလို့ရှိရင်လည်းပဲတချို့က
လှူထားတဲ့အပေါ်မှာပြန်ပြီးတော့စိတ်ကွက်သွားတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါလို့လှူပြီးသားအပေါ်မှာစိတ်ကွက်တာလည်းမဖြစ်ပြရစေနဲ့တရံစိတ်တံပတာရေလှူနေတဲ့အချိန်မှာလည်းစိတ်ထဲမှာကြည်နူးနေပြရစေဒါနကောင်းမှုနဲ့ပတ်သက်တာလို့ရှိရင်ဒီဟာကအရေးကြီးတာဒါကြောင့်မို့လို့ဒီစုတောင်းတယ်တဲ့ခုနှစ်ခုမြောက်တောင်းတယ်ဟောနောက်တောင်းတဲ့စုကဘာလို့ဆိုရင်ဣတောဝိမု ssa မာနောဟိသက်ခခာမိဝိသေတတောအနိဝတ္တိအထမေတံဝရံဝရေရှိခုမြောက်တောင်းလိုက်တဲ့ဆုကတော့ဘာလို့ဆိုလို့ရှိရင်ဒီကနေပြီးတော့ထူးထူးခြားခြားနတ်ပြည်မှာဖြစ်ပြအစီပေါ့နတ်ပြည်ဖြစ်ပြီးတော့အနိဝတ္တိတတောအတ္တံအဲ့ဒီနတ်ပြည်ကနေပြီးတော့လူပြည်ကိုနောက်ထပ်ပြန်မလာတော့ဘူးလို့ဆိုတယ်ဒါလေးပါဒါပြင်ဝိတ္တန္တရမင်းဟာဘာလို့ဖျားဖြစ်ဖို့တိတ်တရမင်းသားဘဝပြန်လာရတာတော့ဆိုရွေချက်ကတော့ဖျားဖြစ်ဖို့ပဲသို့တော့ဝိတ္တန္တရမင်းဘဝမှာတရားမင်းထံပြောဆိုပြီးတော့သူ့ရဲ့ဆန္ဒတွေကိုထုတ်ဖော်သွားတဲ့နေရာမှာအန္တိအဲ့ဒီနတ်ပြည်ကပြန်မလာဘူးလို့ဆိုရက်ဆုံးဖြတ်ချက်ရှိတယ်ဒါဖြင့်ဝိတ္တန္တရမင်းနတ်ရဆံသွားတဲ့အခါမှာတုဋ္ဌိတာနတ်ပြည်မှာသေတကေတုဆိုတဲ့နတ်သားဘဝရောက်အဲ့ဒီနတ်သားဘဝကနေပြီးတော့ဘာဖြစ်လို့လူပြည်ပြန်လာရတယ်လဲလို့ဆိုတဲ့အခါစัจ java လာတိုက်တောင်းကနတ်ပြည်ဇမားတွေကဝိုင်းပြီးတော့တောင်းပန်ကြတာလေလူပြည်သွားပြီးတော့ဖျားဖြစ်ဖို့လုပ်ပါပါရမီတွေဖြည့်နေပြီအဲ့တော့သူ့မူရင်းလိုလိုက်ကတော့ဖျားလောင်းကပြန်လာဖို့ရည်ရွယ်ချက်မရှိဘူးအများဆန္ဒငဲ့ညာပြီးတော့လားလူဘဝပြန်လာတယ်လို့ဒီလိုဆိုနော်အဲ့တော့ဝိတ္တန္တရမင်းဘဝတုန်းကဒီစုကိုတောင်းသွားတယ်အနိဝတ္တိတတောအတ္တအထမေတံဝရံဝရေလို့ဒီစုကိုတောင်းတော့သို့တော့အများရဲ့ဆန္ဒအရာလူပြည်ပြန်ရောက်လာပြီးတော့ဖရာအဖြစ်ရောက်ရှိပြီးသရဝရရဲ့အကျိုးကိုရသော်ဘုရားရှိစည်းပြီးတော့သွားတယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့တရားမင်းကြီးကလည်းဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူတောင်းတဲ့အစုတွေတကယ်တော့ပေးနိုင်တာလားလို့ဆိုတော့ပေးနိုင်တာတော့မဟုတ်ဘူးတရားမင်းကအကုန်လုံးပဲပေးလို့ရအဖြစ်ကိုပြောပြတရားနဲ့တွေ့တဲ့အခါဒီစုတွေကိုယူတယ်အဲ့ဒီယူတဲ့ထဲမှာအပြစ်ကင်းတဲ့စုတွေကြီးပဲဘုရားလောင်းကတောင်းပြီးတော့တရားမင်းကြီးကဘာပေးသွားတော့ဆိုလို့ရှိရင်တော့မကြခင်ပဲခမည်းတော်ကြီးကတတိယပြီးတော့တိုင်းပြည်ကိုပြန်ခေါ်ပါလိမ့်မယ်တဲ့ဟုတ်လားတိုင်းပြည်ကိုပြန်ခေါ်ပါလိမ့်မယ်တဲ့တောင်းတဲ့ထဲမှာအဲ့ဒီစုတစ်ခုကိုပဲတရားမင်းကြီးကရွယ်ချက်ရှိရှိနဲ့ပြောတာတကယ်ကတော့တရားကလှုပ်ပြီးလို့ရတာမဟုတ်ဘူးငကိုယ်တည်းကခမည်းတော်မင်းတရားကြီးကလည်းဝိတ္တန္တရမင်းအပေါ်မှာတပြည့်ရှိတယ်လို့ယူဆတာမဟုတ်ဘူးပေါ့အဲလူပြည်သားတွေရဲ့တောင်းဆိုမှုကြောင့်လားအလုံးကျင့်တတ်အောင်အဝိရောဓနဖြီသူတွေနဲ့မဆန့်ကျင်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်မျိုးရတယ်ပေါ့အေးဒါနကောင်းမှုတောင်းစုရှစ်ဖြာဝိတ္တန္တရမင်းကြီးဘဝမှာတစိတ်တေတဘုရားလောင်းတော်ဟာဒီလိုပါရမီဖြည့်ခဲ့တယ်တို့တွေလည်းပဲရရှိလာတဲ့ဘဝတစ်ခုမှာကောင်းမှုကုသိုလ်တွေကိုစီးပူးအားထုတ်ဖို့လိုအပ်တယ်ညီလူကောင်းမှုပဲဖြစ်ဖြစ်ကုသိုလ်ကောင်းမှုဆိုဒီမှာကုသလအနာဝိသဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တာပဲဒါကြောင့်မို့ဒါနပဲလုပ်သီလပဲစောင့်တည်တခြားကုသိုလ်တွေပဲလုပ်မှန်ကန်တဲ့ရည်ရွယ်ချက်လို့ဆိုတယ်အများကောင်းမှုအတွက်အများအတွက်အကျိုးဖြစ်တဲ့မေတ္တာလို့ဆိုတဲ့တတ္တဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဓာတ်
ကရုဏာလို့ခေါ်တဲ့အခြေအနေမကောင်းတဲ့ပုဂ္ဂိုလ်တွေအတွက်အကျဉ်းတရားမုရိဒာလို့ဆိုတဲ့အောင်မြင်ကြီးပွားတဲ့ပုဂ္ဂိုလ်တွေပေါ့ဝမ်းသာနိုင်တဲ့မုရိဒာတရားချီးမွမ်းစွာထားပြီးတော့ကိုယ့်ပေါ်မှာမေတ္တာကရုဏာမုရိဒာနဲ့ဆောင်ရွက်လုပ်ကိုင်တဲ့အပေါ်မှာတစုံတဦးရဲ့အပြစ်တွေကိုမရှုမမြင်မဲနဲ့ကိုလုပ်ရမယ့်လုပ်ငန်းတစ်ခုကိုတည်တည်ငြိမ်ငြိမ်လုပ်ကိုင်ဆောင်ရွက်သွားနိုင်တဲ့ဥပိ္ပခာအဲ့ဒီမေတ္တာကရုဏာမုရိဒာဆိုတဲ့ဥပိ္ပခာတရားစိတ်ထဲမှာကြံ့ကြံ့ခိုင်ခိုင်ထားပြီးတော့ပါရမီ7ပါးလို့ဆိုတဲ့အကျင့်တရားတွေကိုတို့တွေဟာဖြည့်ကျင့်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ဒါနကောင်းမှုကအစပြုလို့ပါရမီတရားတွေကိုဖြည့်ဆည်းအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဒုယဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဒုယဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယံတုဒုက္ခတကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွဲ့မဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင်များဖြူစင်အေးကြည်လင်းသည့်ရေစဉ်ကြည်တင်းစိတ်နှလုံးလေးဟူသောရေအိုင်ရေအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာဇာဝံတို့သည်ဖုံးလန္တာဝန္တာရှင်မြူဝမုံလူလျက်ကြည်နူွယ်ကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောချက်သင်ပြပီတိရိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း